ချင်းလေးသိကြရတယ်ဒီမှာရတာချိုးရတယ်ကြောက်တယ်လေတရားလေးကကြောက်ဖို့ကောင်းတော့ကြောက်ဒါပေမဲ့ဗျာဒိတ်ကိုသိကျေးဇူးဖြစ်တယ်တော့ဗျာဒိတ်ကခုနကပဲကျွန်တော်လေးကိုဖတ်လိုက်ဖြတ်ပြန်တော့ကြီးနေတယ်ဆိုတာသိတော့ကျွန်တော်တို့ရဲ့ကိုယ့်ကိုပြည့်စုံတဲ့ translation ကဘာမှမဟုတ်တော့သူ့အမြဲတမ်းအားကိုးရမယ်ဆိုတော့ကျွန်တော်ပေါ်ပါသွားတယ်ခေါင်းလားတို့ချီတဲ့စိတ်ကိုမြင်လာတယ်အခုဆိုကြတော့ခရစ်တော်ကခရစ်တော်ကိုဘုရားပြပြတယ်ခရစ်တော်ဘုရားဟာလည်းအဖဘုရားလိုမျိုးပဲရှိခွာမယ်ဘုရားအားလုံးသိတဲ့ဘုရားဆိုတော့ကျွန်တော်သိသွားတဲ့ခါမှာကျွန်တော်မခွဲတော့ဘူးဒီခဲအဖေပါဖေကျူးစင်တာမတာအဲ့ဒါကအဖေရောလေရှိသွားပါမယ်ဒါလည်းရှိသွားမယ်တက်ရှိတော့ဝိညာဉ်တော့လည်းအလေးနဲ့ပြောရမယ်ဆိုတော့လည်းကဲနောက်ခုနှစ်ကိုအမှတ်ဒီလာတဲ့ပရိယောမှာထိုင်တော်မူသောသူသည်လက်ရလက်မှစာဆောင်ခံယူလေ၏ဆိုတော့ပရိယောမှာထိုင်နေတဲ့လူထက်မှာအဲဒီလက်ရလက်ထက်မှာရှိတဲ့စာဆောင်သူတိုင်းယူတယ်ဒိုးနေကနော်အဖဖျားခင်ကနော်ယေရှုခရစ်တော်ကိုအထူးနေရာပေးတင်ပြထားတာပြရတယ်။သူရဲ့လက်ရဘက်ကိုလာစေတဲ့အခွင့်ရှိတယ်။အခုကခရစ်တော်ကဘယ်နားမှာရောက်နေလဲ။လက်ရလက်မှာစိုးစံနေတာကွာ။အခုလက်ရလက်မှာဘာပြောလဲဆိုရင်အတိတ်ဘက်ကအထူးလေးစားကိုထည့်တော်နေရ။လက်ရပဲလေးရပဲရပါလေ။အထူးလေးစားကွန်ပျူတာထည့်တော်နေရ။ဆိုညာလက်ရုံနဲ့ဘယ်လက်ရုံတော့မပြီးဘူး။ညာလက်ရုံကပဲ Google Special Power Special Honor ညာလက်ရုံက Google ပဲလက်ရုံနဲ့ Google ဖြစ်တယ် Special Honor ဆိုတော့ဒီစာကဖျက်ပြန်ပဲမှာကြိုက်ထားလားညာမှာကြိုက်ထားလားညာပဲမှာကြိုက်ထားတယ်ဒီလက်ရမှာကြိုက်ထားတဲ့စာကိုဘယ်သူမှယူခွင့်ရှိလဲဟုတ်တယ်ဒါရှင်ယောဟာခရစ်တော်ယေရှုဖျားကောင်းကင်အရက်မှာသူ့ရဲ့နေရာအမှန်ကိုသူရောက်နေတယ်ဆိုတော့တွေ့လိုက်ရတာဖြစ်တယ်ဒါကြောင့်မို့တတိဖာသူများသူ့ကိုခဲနဲ့ထူတဲ့အခါမှာသူနောက်ဆုံးသိခိုင်းပြီးသူတွေ့တာခရစ်တော်ဘယ်ဘက်မှာတွေ့ရလဲညာမှာတွေ့ရညာဘက်မှာတွေ့တာခရစ်တော်ကသူ့ရဲ့နေရာမှာသူရောက်နေတယ်ညာဘက်ကဒီက order နေရာကိုသူကရောက်နေတယ်အဲ့ဒီသွားယူနေတဲ့အခါမှာတဲ့တတ္တဝါ၄ပါးအခုကတတ္တဝါ၄ပါးဗာမျက်နှာပါရှိရလဲရှင်သေးရဲ့အဲ့ဒီတတ္တဝါ၄ပါးနဲ့24ပါးတော့သူတို့ကတဲ့ခရစ်တော်ဖျားရဲ့ညာဘက်ကိုရောက်သွားတဲ့အခါမှာသူတို့ကပထမပိုင်းကတော့ဘုသူ့ကိုချီးမြှောက်တယ်ဆိုရင်တတ္တဝါ၄ပါးနဲ့အဲ့ဒီ7ပါးကဒီတသက်ရှင်တဲ့7ပါးကပထမပိုင်းကတော့အဖဖျားခင်ကိုချီးမွမ်းတယ်ဒါပေမဲ့အခုခရစ်တော်ဖျားခင်ညာဘက်လက်ကိုစရောက်တဲ့အချိန်မှာပဲသူတို့ကခင်ခရစ်တော်စပြီးတော့ချီးမွမ်းတယ်ဆိုတော့ကျွန်တော်တွေ့ရတယ်ပထမပိုင်းကတော့ဖြည့်ချီးမွမ်းတယ်အခုလက်ရဘက်မှာခရစ်တော်ရောက်လာတော့ဘုသူပြန်စချီးမွမ်းတယ်ရာဟုချီးမွမ်းတယ်စတင်ကိုချီးမွမ်းတာပြရတယ်ဆိုတော့အဲ့ဒီအချိန်မှာတို့ချီးမွမ်းတာကယူမချီးမွမ်းဘူးအတိတ်တော်တခြင်းနဲ့ချီးမွမ်းတယ်လို့ပြောတယ်ဒါနဲ့လေအတိတ်တော်တခြင်းအတိတ်တော်တခြင်းကိုကျွန်တော်အဲ့ဒီဗျာဒိတ်ကျမ်း9နဲ့9:30မှာကျွန်တော်ခက်ခိုက်တိုင်းထွန်းမယ်အတိတ်တော်ခြင်းအတိတ်တော်တခြင်းဆိုတဲ့ဥစ္စာလည်းအတိတ်ပဲရှိတယ်ကျွန်တော်ကအတိတ်တော်တခြင်းလို့ပဲပြောတယ်ငါ9:30ခိုက်တိုင်းလာလိုက်မယ်နောက်ပြီးတော့သူတို့ခရစ်တော်ကိုချီးမွမ်းတာကနော်အဲ့ဒီခုနကတော့တတ္တဝါ၄ပါးအပြင်24ပါးသောလူကြီးအပြင်များစွာသောကောင်းကင်နံပါတ်တို့ရဲ့အတန်လည်းထပ်ပြီးတော့ပါလာတယ်ဆိုတာပြရတယ်။အတော်အဖြစ်ကိုချီးမွမ်းတဲ့lúcမှာ၄ပါးနဲ့ဘုရားပဲ24ပါးပဲဒါပေမဲ့အခုကဘာလို့ထပ်ပြီးတော့ပါလာလဲဆိုရင်ကောင်းကင်နံပါတ်မှာပါလာတယ်။ကောင်းကင်နံပါတ်ရဲ့အရေးအတွက်ကလည်းညာရေးအတွက်လို့မရဘူးနော်။အဲ့ဒါငါ7နဲ့7မှာတွေ့တယ်။အဲ့ဒါပြောလို့ပြီးတော့အဆုံးမှာနော်တက်ရှိအပေါင်းတို့ကတနေ့ကျရင်အခုနလိုမျိုးဖျားခင်ကိုလူတိုင်းကခုနကောင်းကင်မှာရှိတဲ့အရာနဲ့ဟိုတာနော်ဒီကိုယ်ပဲစီကချီမန်လို့မျိုးတနေ့ကျရင်လည်းနော်ယေရှုခရစ်တော်ကိုအားလုံးသောဖန်ဆင်းတဲ့အရာတွေကချီးမွမ်းမယ်ဆိုတော့တွေ့ရတယ်အဲ့ဒါကြတော့ဗျာဒိတ်ကျမ်း9:33မှာပြင်မယ်ဖိလိပ္ပိနေ့17မှာလည်းတွေ့တယ်ဆိုတော့ဖိလိပ္ပိနေ့17ကျွန်တော်ဖတ်မယ်ဖိလိပ္ပိနေ့1717
ဒီနေ့တော့this need is thisကျောင်းကကောလတဲ့ရှိဒီနေ့ဆယ်မိဆယ်မိတဲ့ပြည့်စက်ဆယ်မိ ဒီနေ့ဆက်တဲ့တွေ့လား ဒီနေ့ပါတဲ့တော့တစ်ဆက်ပါ ဆက်တဲ့နေ့ကဆက်တဲ့ကျောင်းမူက ဘာလို့ဒီတော့မြေကြီးတတော်မြေကြီးအောက်၌ရှိတော်တတော်ဒီဟုသောခတိတော်တတော်ယေရှု၏ဝရဏမှာကိုချောင်းလိုက်ယေရှုခရစ်သည်သခင်ဖြစ်တော်မူ၏ဟုလုံးလုံးနဲ့ဝိခံတဲ့ဖြင့်ခရစ်တော်ဘုရားသည်ဘုရားတည်တော်ကိုထင်ရှားစေကြောင်းဒီ အခုပဲအခုချိန်မှာခရစ်တော်ဘာမဟုတ်ပါဘူးလို့ပြောတဲ့လူဘယ်သူပဲပြောတနေ့မှကြတော့ယုံကြည်ဖြစ်ခြင်းယုံကြည်ဖြစ်စေသူတို့ကြုံတွေ့လာမယ်ယေရှုရှိမှမလုပ်ရမယ်ဟုတ်ပါဘူးကျွန်တော်ဆူရပြီးတော့ဒုထောက်ဖို့သွားမလားအစီရင်ခံပြီးတော့ဒုထောက်ဖို့သွားမယ်ဒီခုပဲသွားမယ်ခရစ်တော်ကိုယုံကြည်တဲ့ကျွန်တော်တို့ကြတော့ဘာအနေနဲ့သာဒုထောက်မယ်ဆူရဖို့သွားဒုထောက်မယုံကြည်တဲ့လူတွေကြတော့အစီရင်ခံဖို့ဒုထောက်ယုံကြည်တဲ့လူကြတော့ရင်လုံးဒုထောက်မှာသူရချမှာကျွန်တော်ပါပါမယ် tribulation ခုနှစ်နှစ်မှာသူများတဲ့ခံတဲ့ကျွန်တော်အပေါ်မှာစုပေးလုပ်မယ်စုပေးတံပေးပေါ့တံပေးတယ်ဆိုတာကတော့မြင်တဲ့ပြချတာမဟုတ်ဘူးဖျားပေးထားတဲ့ထက်လန့်တွေကိုအတုံးမပြုဘဲနဲ့ညီကြီးမြတ်ဖန်နေခရစ်တော်ကိုယုံကြည်တဲ့အတွက်ကြောင့်မို့ကောင်းကင်နိုင်ငံမှာနေခွင့်ရပြီမဲ့လည်းတရဖူမရဘူးတရဖူသူများရတော့ကိုမရတာလည်းပဲတို့ကိုစိတ်ထိခိုက်တယ်ဘယ်တော့စိတ်ထိခိုက်လို့တော့ဟိုတော့ဖျားပြီးဟောက်ပြီးတဲ့ဥစ္စာကတော့လိုက်တယ်လို့ငါရမှာပဲရမှာလို့အနောက်ခိုက်ကြည့်တယ်အနောက်ခိုက်ကြည့်တယ်ဆိုတာကျွန်တော်မြင်တဲ့ထားမှာပဲရှုလို့ကြတော့အပေါ်မှာရောက်ပါပဲကိုအဲ့ဒီအနောက်ခိုက်ကြည့်ညပို့လိုက်မယ်ဆိုတာတကယ်တော့စိတ်ကိုမြင်ပို့တာမဟုတ်ဘူးเนาะကျွန်တော်တို့ချက်မှာပါသွားတဲ့ယုံကြည်သူတွေနဲ့ကြောက်မြင်မကြောက်ဘူးသို့တော့သူများကလူရောက်တော့ပုံပြမှာရမ်းလို့နားလားအဲ့ဒါကိုပြောတာ နေ့တိုင်းပဲနော် နေ့တိုင်းပဲတော့ယူကြုံမရတာယူကြုံမရတာယူကြုံရတာရတော့အဲ့ဒီကျွန်တော်ရေးကြလို့မဟုတ်ဘူးသူများကရက်တည်တယ်ကိုမရလိုက်တာဖျားကကိုပေးထားတာပဲပေးထားတဲ့အခွင့်အရေးကိုမယူနဲ့မြည်ကြီးနဲ့မြုပ်ထားလို့ပေါ်ရောက်တော့သူများကိုဒီခါကကိုရမယ်ထင်တဲ့လူကမရဘူးလေကိုမရဘူးလို့ထင်တဲ့လူကရသွားတဲ့ဆိုဖို့ဆိုကိုကြည့်ရတော့ဘာမှလည်းတက်တာလည်းမဟုတ်ဘူးဘာလို့ဟိုမကြောက်လို့သူကဖုန်းနှလုံးလုံးသုံးလုံးပြည့်တော့ငါသူ့တဲ့တော်ပြီးတော့ဘာလို့ငါမရတယ်သူအာအဲ့ဒါပြောတာအဲ့တော့အန်တော့ခေချိတ်တာ အဲ့နောက်ခဲ့ကြတော့ပြောတာဒီခါကတည်းက စာချမနားနေတာအန်တော့ခေချိတ်တယ် ငရေပို့ရရှာတယ် ဘာဖြစ်လို့ခရစ်တော်ရပြီးတဲ့လူတွေလည်းပေါ့ဒါအန်တော့ခေချိတ်တဲ့နေရာပို့မယ်ဆိုတော့ကျမအရှားကြောက်တယ်ဒီလားစိုးနေဒါပေမဲ့အဲ့ဒီကျမစိုးရင်တာထက်ပိုတော့စိုးသေးတဲ့ဒီဥစ္စာနော်ဟိုကတော့မှအဖေအမေအချိန်တိုင်း ဝါရမှာ တက်လုံးခရရလောက်လာတယ်မလားညီမကစုယူတယ်ညီမအခုမှခရမဆူရတယ် စုယူတယ်ကျမမရဘူးဆိုတော့ကျမဘာဖြစ်သွားလဲအမှအဲ့လိုကိုလေးဖြစ်လို့မလုပ်ခဲ့တာလာလို့လည်းမရတော့ဘူးလေ သူဖြစ်တဲ့အချိန်မှာတော့ပဲဒီဥစ္စာဝါလို့ရတာဟုတ် ဒါကြောင့်ပြောရမယ်ကိုချန်နယ်ကိုလုပ်ရမယ် ငယ်တော့လို့ပေါ်တာပဲကျွေး တော့မှအငိုက်ဘူး ညရတော့ကိုမြိုက်တာအဲ့ဒါတော့ဖောက်လာတာအဲ့ဒါနောက်ခုကျတော့အစီရင်ခံတဲ့ပုံစံနဲ့ကျွန်တော်တို့အစီရင်ခံတဲ့ခရိုရှီမှာတူတာထားမယ်ဆိုတာကတော့အဲ့ဒီကျွန်တော်တို့ rapture ကိုလုပ်ပြီးသွားပြီခုနှစ် tribulation နဲ့ပြီးပြီဖျားခံလည်းကောင်းကင်မှာဒီမှာနှစ်ပေါင်းတစ်ထောင်လဲစိုးစံပြီးသွားပြီစိုးစံပြီးတဲ့အခါမှာကျတော့အနှစ်ဆုံးတဲ့အတွင်းကနေထွက်လာတဲ့ဟိုတော့เนาะဒီဟိုစာတန်နဲ့နောက်ဆုံးစစ်ပွဲဖြစ်နေအဲ့စစ်ပွဲမှာဆိုရင်ဖျားခံရဲ့လူတွေတော့တိုက်ကြမှုခရစ်တော်နဲ့ခရစ်တော်ပဲတိုက်သွားလိမ့်မယ်အဲ့အချိန်မှာဟိုကပောက်စားတဲ့အခုထက်ဒီမယုံတဲ့လူရဲ့ဝိညာဉ်ကိုတယောက်ချင်းဒီပလီဖြူတရားစီရင်ရှိမှာလာထူထောင်အဲ့အချိန်မှာကျွန်တော်မဟုတ်တော့ဘူး